လူဆိုတာကိုယ့်နေရာကိုသိရတယ်သူ့ဘဝနဲ့သူကိုယ့်ဘဝနဲ့ကိုအရာရာကိုကသူများနေနဲ့လိုက်နှိုင်းရှင်နေလို့မရဘူးသူများတွေရဲ့ပိုင်ဆိုင်မှုတွေကိုမမောနေလို့မရဘူးကိုရောက်နေတဲ့နေရာပဲစတင်ဖို့ကြိုးစားရမယ်ဒါပေမဲ့လောကကြီးကမင်းကြိုးစားသလောက်ပဲမင်းကိုပြန်ပေးလိုက်မယ်ဒီလိုမဟုတ်ပဲကိုနဲ့မတန်တာကိုတောင်းဖို့ကြိုးစားနေရင်အကြံသမားကိုနဲ့မဆိုင်တာကိုရဟုဖို့ကြိုးစားနေတာလူယုံပါကိုလျှောက်ခဲ့တဲ့လမ်းမှာကိုချေရရဲ့ကိုပြန်ကြည့်တိုင်းဂုံယူနေနိုင်ဖို့လိုတယ်ကိုရဲ့လုံရတိုင်းဟာဘယ်သူလားမေးမေးပြန်ပြောနိုင်တဲ့အထိရိုးသားနေဖို့လိုတယ်အလကားနေမင်းကိုလားကူညီပေးဖို့အတွက်ဘယ်သူမှတာဝန်ရှိမနေဘူးဒါကြောင့်မျှော်လင့်ချက်မပါတဲ့ကူညီမှုတိုင်းအတွက်ကျေးဇူးတင်တတ်ဖို့လိုတယ်မျှော်လင့်ချက်တွေနည်းနည်းပေးပြီးများများပြန်ယူမဲ့ကူညီမှုတွေကိုတော့အစိုးရကလေးကရှောင်လိုက်တာအကောင်းဆုံးပဲလူဆိုတာတစ်ခါတလေကိုဘဝကိုတည်ရတယ်ကိုကဘာလဲဘာလုပ်နေတာလဲဘယ်နေရာမှာရက်တည်နေတာလဲဘယ်လိုအခြေအနေရှိနေတာလဲဒီလိုကိုဘဝကိုတည်နေဖို့လိုတယ်ဒီလိုကိုဘဝကိုတည်လာတဲ့အခါမတန်မရာတွေကိုမှန်းပြီးစိတ်ကူးရင်နေတာထက်စားရင်ကိုနဲ့တန်တဲ့အခြေအနေတွေကိုပဲပထမဆုံးကြည်နပ်နိုင်ဖို့ကြိုးစားလက်တွေ့ဘဝမှာလက်တွေ့ဆန်းဆန်းနေရင်လည်းကိုနဲ့လက်လန်းမမီတဲ့အရာတွေမှာအတင်းဝင်စားမှုမကြိုးစားနဲ့လက်ရှိကိုရောက်ရှိနေတဲ့နေရာအနေပဲတစ်ထစ်ချင်းစီလှမ်းတက်နိုင်ဖို့ကြိုးစားလိုက်ဒါကလက်တွေ့ကြတဲ့ဘဝနေနည်းပဲပင်မယုံနဲ့မရက်ပါနဲ့အောင်မြင်မှရက်ပါဆင်းရဲဒုက္ခနဲ့ဆင်းရဲမွဲတေမှုတွေကြုံပါအောင်မကြောက်ပါနဲ့ဘဝတစ်လျှောက်လုံးဆင်းရဲနေမှာဟုတ်တာကြောက်ပါကိုယ်နာဂတ်အတွက်ကိုယ်တိုင်တိုက်ပွဲမဝင်ရင်ဘယ်သူကတိုက်ပွဲဝင်ပေးမှလဲပင်မနာတညာကြီးလိုက်တာနဲ့ပြေပြောက်သွားလိမ့်မယ်ဒါပေမဲ့ဆင်းရဲတာတော့တညာကြီးလိုက်တာနဲ့ပျောက်သွားမှာမဟုတ်ဘူးလေတခြားသူတွေကမင်းကိုကိစ္စရက်တချို့ပဲကူညီပေးနိုင်လိမ့်မယ်မင်းမိဘတွေကမင်းရဲ့ပြဿနာတွေကိုအမြဲတမ်းဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလေနောက်ဆုံးမှာတော့ကိုပဲအားကိုးကြရမှာမဟုတ်လားတစုံတစ်ယောက်ကမင်းမလုံနိုင်ဘူးလို့ပြောလိုက်တာနဲ့လက်မလျှော်လိုက်နဲ့မင်းမှာရှိသမျှစွမ်းရည်တွေနဲ့အစွမ်းကုန်ကြိုးစားကြည့်ပြီးမှလက်လျှော်ဖို့စဉ်းစားအောင်မြင်မှုတစ်ခုကိုရဖို့အတွက်ဘဝမှာအချိန်ပေါင်းများစွာနီလန်ပေါင်းများစွာပြောင်းလဲပြစ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုတော့ဘယ်တော့မှပြောင်းလဲမပြစ်နဲ့အောင်မြင်မှုစီကိုတွားတဲ့လမ်းအရာပေါင်းများစွာထောင်ပေါင်းများစွာရှိနေလိမ့်မယ်ဒါပေမဲ့ကြာရှုံးခြင်းစီကိုတွားတဲ့လမ်းကတော့တစ်ခုတည်းပဲအဲ့ဒါကတော့အလွယ်တကူလက်လျှော့တတ်ခြင်းပဲလူတွေနဲ့စကားပြောရင်တိတ်မပွင့်လင်းနဲ့ကြွယ်ရာကြကဲရဲတတ်တယ်လူတွေနဲ့စကားပြောရင်တိတ်မရောလိုက်နဲ့ကိုအားနဲ့ချက်ကိုချနေသွားတတ်တယ်လူတွေနဲ့စကားပြောရင်တိတ်မဆက်စုနဲ့အထင်မြင်သေးတဲ့အကြည့်နဲ့အကြည့်ခံရတတ်တယ်လူတွေနဲ့စကားပြောရင်တိတ်မဝေဖန်နဲ့ရိုးစရာလူလို့သတ်မှတ်တတ်တယ်လူတွေနဲ့စကားပြောရင်တိတ်မချီကျူးနဲ့မယိုးသားတဲ့သူလို့မြင်သွားတတ်တယ်လူတွေနဲ့စကားပြောရင်ဖြတ်မပြောနဲ့မရင်ကျေးတဲ့သူလို့သတ်မှတ်တတ်တယ်လူတွေနဲ့စကားပြောရင်တိတ်မမေးနဲ့မပေါင်းသင်းတဲ့သူလို့သတ်မှတ်သွားတတ်တယ်လူတွေနဲ့စကားပြောရင်အတင်းတိတ်မပြောနဲ့သူ့အကြောင်းလဲတခြားသူတွေကိုမင်းတီလို့ပြောမှာပဲလို့သတ်မှတ်သွားတတ်တယ်တခုသိထားဖို့လိုတာလူတိုင်းကစိတ်တော့ကများနေကြတဲ့အတွက်ပေါ့ပေါ့ပါပါနဲ့စိတ်ချမ်းသာရမယ့်စကားတွေပဲကြားကျင်ကြတယ်ဒါကြောင့်စကားပြောတဲ့အခါသူတော်ဘာစိတ်ချမ်းသာဖို့ရွေးပြီးပြောတတ်ရမယ်စကားဆိုတာအမှန်တရားဖြစ်စေအောင်တော့ပြောတဲ့မပြောတဲ့ချင့်ချိန်တတ်ရမယ်လေဒါကြောင့်ဘလောက်ပဲရင်းနှီးတဲ့သူဖြစ်နေပါသည်စကားကိုချင့်ချိန်ပြောတတ်ဖို့လိုတယ်